အာဏာရှင်နဲ့ထောက်လှမ်းရေးဆိုတာအပြန်အလှန်အမိသေးပြုနေတာပါတနည်းအားဖြင့်ထောက်လှမ်းရေးဆိုတာအာဏာရှင်စနစ်ရဲ့အဓိကတောက်တိုင်ပါသူတို့မရှိရင်အာဏာရှင်စနစ်ရပ်တည်ဖို့ခက်ပါတယ်ဒါကြောင့်အာဏာရှင်နဲ့ထောက်လှမ်းရေးကျုပ်ဆိုတာဆရာတပည့်ပလင်းတူဘူးဆိုတွေပါကျွန်တော်နိုင်ငံသမိုင်းမှာပြည်သူကိုစိုးစိုးရွားရွားဒုက္ခပေးတဲ့အာဏာရှင်နဲ့စစ်ထောက်လှမ်းရေးကျုပ်အတွဲနှစ်တွဲရှိပါတယ်ပထမအတွဲကအာဏာရှင်ဗိုလ်ချုပ်နေဝင်းနဲ့သူ့ရဲ့လူယုံတော် MI Chief ဖြစ်တဲ့ဗိုလ်ခင်ညွန့်နောက်အတွဲကတော့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့သူ့ရဲ့ဆာယာဖာချုပ်ဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးပါပဲမင်းအောင်လှိုင်ရဲ့အရေးကြီးတဲ့ခီးစဉ်တိုင်းမှာသူ့ကိုတွေ့ကြမှာပါအာဏာရှင်တွေအားလုံးကစစ်ထောက်လှမ်းရေးကျုပ်တွေကိုသူတို့ယုံရာဆုံးနဲ့လက်တန်အပြောင်ဆုံးသူတွေကိုရွေးခန့်လိရှိပါတယ်တခါတလေသူတို့ထက်တောင်တကိုးထွာလာလို့ဖြုတ်ထုတ်ရှင်းလောက်ရတာတွေလဲထောက်လှမ်းရေးသမိုင်းမှာရှိခဲ့ပါတယ်ပထမအာဏာရှင်ဗိုလ်ချုပ်နေဝင်းလက်ထက်မှာထောက်လှမ်းရေးကတကိုးကြီးထွားလာပြီးအာဂရိလိုက်စားမှုတွေအလွန်ကျွံဖြစ်လာတဲ့အတွက်သူရဲ့ထောက်လှမ်းရေးကျုပ်ဖြစ်တဲ့မျက်မှန်ကြီးတင်ဦးလို့လူသိများတဲ့ဗိုလ်မှူးချုပ်တင်ဦးကိုဖြုတ်ချခဲ့ရပါတယ်ဒုတိယအာဏာရှင်ဗိုလ်ချုပ်မှူးကြီးတန်းရွှေကလည်းအားကြီးလာတဲ့ဗိုလ်ခင်ညွန့်ကိုဖြုတ်ပြီးသူ့ရဲ့လူယုံဗိုလ်ချုပ်မြင့်ဆွေကိုအစားထိုးခဲ့တာတွေကတာရကတွေပါဒါဆိုအမှန်ရဲ့အဓိကတာဝန်ကဘာလဲစစ်ထောက်လှမ်းရဲ့အဓိကတာဝန်ကတော့သူတို့ရဲ့စစ်အစိုးရစစ်တပ်ကိုစန့်ကျင်တဲ့သူမှန်သမျှဝေဖန်တဲ့သူတွေအားလုံးကိုအဓိကစောင့်ကြည့်ပြီးဖမ်းဆီးနှိပ်စက်အရေးယူထောင်ချဖို့ပါပဲအထူးသဖြင့်1960အာဏာသိမ်းပြီးနောက်ပိုင်းခေတ်အဆက်ဆက်မှာထောက်လှမ်းရေးလုပ်ခဲ့တာတွေကိုကြည့်မယ်ဆိုရင်သူတို့ရဲ့စန့်ကျင်ဘက်နိုင်ငံရေးအင်အားစုတွေအပြင်နိုင်ငံရေးမျိုးဆက်တွေကိုဖျက်ဆီးသုတ်သင်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်ဆိုတော့ MI ရဲ့အဓိကတာဝန်ကခေတ်အဆက်ဆက်နိုင်ငံရေးမျိုးဆက်တွေကိုအမြင့်ဖြတ်ဖို့ကြိုးစားတာပါ1962 1988 2021ခေတ်တိုင်းမှာဒီမိုကရေစီအတွက်ကြိုးပမ်းခဲ့တဲ့မျိုးဆက်တိုင်းကိုတုတ်တင်ဖို့ကြိုးစားခဲ့တာဒါစစ်တပ်ကကျူးလွန်တဲ့ political genocide လို့ပြောရင်မမှားပါဘူးမျိုးနွယ်စုတစ်ခုကို genocide လုပ်တာတော့မဟုတ်ပါဘူးဒါပေမဲ့နိုင်ငံရေးမျိုးဆက်အဆက်ဆက်ကို genocide လုပ်တာပါသူတို့ကိုတရားစွဲရင်ထည့်ရမယ့်အချက်ဆိုတာမမေ့ကြပါနဲ့2021ဖေဖော်ဝါရီ1ရက်အာဏာသိမ်းတဲ့မနက်မှာသမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုဖမ်းတဲ့အချိန်မှာဆရာဘက်ကလူကြီးပိုင်းတွေပါတယ်လို့သိရပါတယ်သမ္မတဦးဝင်းမြင့်နေအကျယ်ချုပ်ကာလတွေမှာဆရာဘက်ကတောက်လျှောက်အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့သူကိုယ်တိုင်တရခွင်မှာထွက်ဆိုခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးအာဏာသိမ်းမှုကိုအဓိကဆန့်ကျင်တဲ့သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေလုပ်ခဲ့တာလဲဆရာဖတွေပါအဲ့ဒီကာလတွေမှာညဘက်ဖမ်းပြီးမနဲ့အလောင်းပြန်ပို့ခံရတဲ့သူတွေမနှဲပါဘူး